မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓညတင်တိဆက်မောစစ်စင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်ဒီနေ့ကတော့ဖကတ်မြို့နယ်မှာစစ်ကောင်စီတပ်ကိုကိုကြီးထောက်ပံ့ပေးနေတဲ့တရုတ်လုပ်ငန်းရှင်နဲ့စစ်ကောင်စီတပ်ကိုစန့်ကျင်တဲ့လူထုတပိတ်ပြုလုပ်တဲ့တဲ့ပူတာအိုမြို့မှာလက်စစ်မီပုံမှန်မရတာကြောင့်ပြည်သူများအခက်အခဲဖြစ်နေတဲ့ဒီနဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့ဒီနေ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကျွန်မခုံကြစင်ပါရှင်ဖကတ်မြို့နယ်ဆိုင်းတောင်နယ်ကွီခါကျေးရွာမှာစစ်ကောင်စီတပ်ကိုကူညီထောက်ပံ့နေတဲ့တရုတ်လုပ်ငန်းရှင်များနဲ့အပြစ်မဲ့ပြည်သူတွေကိုတတ်နေတဲ့စစ်ကောင်စီကိုမလိုလားဘူးဆိုပြီးလူထုတပိတ်ပြုလုပ်ခဲ့တယ်လို့အဲ့တပိတ်မှာပါဝင်တဲ့ပြည်သူတို့ကပြောပါတယ်။တပိတ်မောက်ရာတွေအကြမ်းဖက်စစ်ကောင်စီရဲ့လမ်းစဉ်ကိုကျင့်သုံးနေတဲ့မီတိတပ်ဖွဲ့ကိုမှမလိုလားကြောင်းတရုတ်အစိုးရဖက်စစ်တပ်နဲ့ပေါင်းပြီးမြန်မာပြည်သူတွေကိုတတ်နေတာချက်ချင်းရက်ဆိုပြီးကျေးရွာလမ်းမတွေနဲ့မြို့အတွင်းမှာစာကတ်တပိတ်ပြုလုပ်ခဲ့ပါတယ်။နောက်ပြီး KIA PDF နဲ့ NUG ကိုထောက်ခံကြောင်းနဲ့ပြည်သူတွေကိုဥဆောင်ဥရွက်ပြုရန်နဲ့မတရားတဲ့မဲဆွေမှုကိုမလိုလားဘူးဆိုပြီးပြောဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အာဏာသိမ်းပြီးနောက်ဖကတ်မြို့နယ်အတွင်းပြည်သူတွေဟာစစ်ကောင်စီကိုမလိုလားတဲ့လူထုတပိတ်ဆန္ဒပြမှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်စစ်ကောင်စီတပ်ကဖကတ်မြို့အတွင်းဖုန်းလိုင်းအင်တာနက်လိုင်းများကိုပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေပြီးလူအများစုဝေးနေတဲ့နေရာတွေမှာလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေပြည်သူတွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ရှင်။ပူတာအိုမြို့မချမ်းပေါ်နဲ့အခြားကျေးရွာဒေသတွေမှာလက်စစ်မီတလတကြိမ်သာပေးတော့ကြောင့်ပြည်သူတွေအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ဒေသခံများကပြောပါတယ်။ယခုလိုလက်စစ်မီပုံမှန်မရတာကဒီနှစ်ကအရင်နှစ်ကထက်စောပြီးနှွေမရောက်သေးခင်ရေခမ်းချောက်လာပြီးမိဆက်အတွက်ရေအလုံးလောက်မရတာကြောင့်လက်စစ်မီပေးဖို့အခက်အခဲရှိတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။ယခုလိုလက်စစ်မီပုံမှန်မရတာကြောင့်လက်စစ်မီနဲ့လုပ်ငန်းလောက်ကင်သူများလုပ်ငန်းခွင်တွေအလုံးမတွင်ပဲအခက်အခဲဖြစ်နေုံသာမကတချို့သောလုပ်ငန်းတွေကိုနားထားရတဲ့အခြေအနေဖြစ်နေပါတယ်ပြည်သူတချို့ဆိုရင်ခုချိန်လှုပ်လက်မဲ့ဖြစ်နေတဲ့အခြေအနေရောက်နေတယ်လို့လည်းပြည်သူတို့ကပြောပါတယ်ယခုချိန်သုံးနေတဲ့နမ်ထန်လက်စစ်မီဟာပူတာအိုဒေတာမချမ်းပေါ်နဲ့အခြားကျေးရွာနဲ့15ရွာကိုလက်စစ်မီပေးဝေထားရတယ်လို့လည်းသိရပါတယ်ရှင်နှစ်ကြိမ်မြောက်ဝါဇာဝါမှာကြီးတီတုံးလာတင်တန်းကျောင်းနဲ့ရှစ်ကြိမ်မြောက်ဇေဝစာပေရင်ကျဲမှုအင်္ဂလိပ်9လတက်ရောက်ရမည့်ကျောင်းသားများကိုလာမဲ့2024ဇွန်လကနေပြန်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ဝါဇာဝါပညာရေးရုံးတာဝန်ခံကပြောပါတယ်။ကျောင်းတက်ရောက်မဲ့ကျောင်းသားတွေအနေနဲ့ကျောင်းစရိတ်စားစရိတ်များကိုအဆောင်နေပုံစံထည့်သွင်းရမှာဖြစ်ပြီးမိမိလိုအပ်တဲ့အိပ်ယာနဲ့အခြားအဝတ်ဆောင်များကိုယူလာရမှာဖြစ်တယ်လို့သိရပါတယ်။တင်ကြားပေးမဲ့ဘာသာရပ်တွေက English, Language Art, Mathematics, Science, Social Study, Computer, ဆယ်ဝဘာသာစကားနဲ့အတိအမှုဒုရိယာဘာသာရပ်များကချင်စာစကားရေးပုံရေးနည်းကချင်ရိုးရာနဲ့တမိုင်းကြောင်းစည်ရင်အင်းဆိုင်ရာဘာသာရပ်တွေကိုတင်ကြားပေးတော့မှာဖြစ်တယ်လို့သိရပါတယ်။9လကြာတက်ရောက်ရမယ့်တင်တန်းတွေဇေဝစာနဲ့အတိအမှုဒုရိယာဘာသာရပ်ကချင်ရိုးရာနဲ့တမိုင်းကြောင်းစီရင်စရာနဲ့ပတ်သက်တဲ့ပညာရပ်တွေကိုတင်ကြားပေးတော့မှာဖြစ်ပြီး3လကြာနွေရာသီတင်တန်းကို2024မတ်လ30ရက်နေ့ကနေမေလအထိတင်ကြားပေးတော့မှာဖြစ်ပြီးတင်တန်းစည်းကိုကျပ်3သိန်းခွဲသတ်မှတ်ထားတယ်လို့သိရပါတယ်။အောက်မှာအိစာလုံးမဲ့သူတွေကို10ရောက်တာလက်ခံတော့မှာဖြစ်ပြီးကျောင်းတက်မဲ့ရက်ကို2024ဇန်နဝါရီလ9ရက်နေ့ကနေမေလ30ရက်နေ့ထိတခါ2024ဇွန်လ1ရက်နေ့ကနေနိုဝင်ဘာ3ရက်နေ့ထိတခါနှစ်တုပ်တင်ကြားပေးတော့မှာဖြစ်ပြီး9လတာကျောင်းစည်းကို4သိန်းစားစည်းကို4သိန်းစုစုပေါင်း8သိန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။တောင်ဖွင့်လက်တင်ကြားရခြင်းရဲ့ရွေးချက်ကဇိုင်ဝစာပေနဲ့ကချင်စာတွေကိုကျွမ်းကျင်စွာရေးတပ်ဖတ်တတ်ရန်ဇိုင်ဝတွေရဲ့တမိုင်းကျောင်းတွေကိုကောင်းစွာနားလည်တက်မြောက်နိုင်ရန်နဲ့ English ဘာသာကိုကောင်းစွာတက်မြောက်ကျွမ်းကျင်ပြီးအလောက်အကိုင်ခွင့်လန်းတွေရရှိတဲ့ကချင်လူငယ်တွေပေါ်ထွန်းလာနိုင်ဖို့တင်ကြားပေးတဲ့ကျောင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြစ်တဲ့ဒီစမိုးစစ်စင်ကိုကျေးဇူးနာဆင်တူပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။